အခန်းထဲပြန်သွားဖြည်းဖြည်းလို့ဂေါ်ရံဖြည်းဖြည်းလို့နှာခေါင်းရရံနေတယ်တယောက်တည်းအချိန်ရတာရှားတယ်ရေချိုးသွားဦးအရက်နဲ့ရတယ်ပင်ပါလေနှစ်ခွက်ပဲတောက်တာမြ мян သွားပြီးရေချိုးထွက်မပြေးနဲ့ရေချိုးပြီးမှစကားပြောကြမယ်မင်းပြီးခဲ့တဲ့တခါကလည်းအဲ့ဒီလိုပဲပြောတယ်ရေချိုးပြီးတဲ့နောက်အိပ်ပျော်ခြင်းအောင်ဆောင်တယ်အဲ့ဒီတုန်းကမင်းတကယ်ပင်မနေလားထွက်သွားငါသမီးကိုလည်းငါလွမ်းတယ်မေမေနဲ့ဖေဖေဘယ်မှာလဲဖေဖေရောက်နေတယ်ဖေဖေကမေမေကိုနမ်းတယ်မေမေကိုမမြင်ရသေးဘူးလားမဟုတ်ဘူးဖေဖေကမေမေကိုမနမ်းဘူး TV မှာမင်းနဲ့ရမယ်ကောင်းကောင်းနေပါမေမေနဲ့ဖေဖေအချိန်ပိုအလုပ်လုပ်နေကြတယ်မနှက်ဖြန်မင်းနဲ့ပြန်လာခဲ့မယ်မင်းလိန်နေတာမေမေနှုတ်ခမ်းတွေညီရဲနေတယ်ကောင်းတော့ညပါကလေးအားလုံးကမင်းမပဲငါဒေါသထွက်တယ်ငါသမီးရှိမှငါအရန်ရှက်တယ်မေမေနဲ့ဖေဖေကမင်းကိုအရန်ချစ်တယ်ဆိုတာ तू မသိလာလိမ့်မယ်အဲ့ဒါကိုမင်းတယောက်ကိုတယောက်အရန်ချစ်တယ်လို့ခေါ်တာလားမင်းကကြောက်တုံးပေါ်ခုန်တက်နေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ကြားတကောင်လိုပဲအဲ့ဒါကမင်းကငါနဲ့အရန်တူလို့ပဲဒီအပတ်မင်းကိုငါတကယ်လွမ်းတဲ့အစည်းအဝေးမှာအာယုံပြက်လွင့်ပြီးစာရွက်စာတမ်းကိုနှခါမှလက်မှတ်ထိုးပြီးလို့ငါပါမှလက်မှတ်ထိုးပြီးလို့လေငါတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ကိုရက်စွဲဖြစ်ရေးခဲ့တဲ့ဂူရန်ငါလည်းမင်းကိုလွမ်းတယ်ထပ်ပြောပါမင်းမပြောရင်မင်းမပြောမချင်းငါနမ်းမယ်ရှောင်းဝင်ရှူ那我亲到你说为止